ဒီဗီဒီယိုဟာ Freen Becky နဲ့ထုတ်လုပ်သူ Tic Kenya တို့တက်ရောက်ခဲ့တဲ့ဇနီးအဝယ်ရောအပိုင်း၄အထူးပြသပွဲအင်တာဗျူးဖြစ်ပြီးစိတ်လှုပ်ရှားစရာအဓိက highlight တွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ဇလန်းစပြကလေးက rating တွေဟာမျှော်လင့်ထားတာထက်ကျော်လွန်အောင်ကောင်းမွန်ခဲ့ပါတယ်။အထူးခြားဆုံးကတော့ထိုင်းပြည် international ပရိသတ်တွေပါဘာသာစကားအခက်အခဲကိုကြော်ဖြတ်ပြီးစနေနေ့တိုင်းအားတိုက်တရောဇလန်းကိုဝိုင်းဝန်း trend လုပ်ပေးနေကြတဲ့အချက်ဖြစ်ပါတယ်။နောက်ပြောင်တက်ပြီးချစ်စရာကောင်းပေမဲ့အလုံးလို့ရင်တည်ကြည်တဲ့ရဲရာရှိအဖြစ်မြင်တွေ့ရမှာပါသူမရဲ့မျက်ဝန်းသုံးနှုံးကအလွန်စကားပြောပြီးအသေးစိတ်တွေထဲကတွေကိုပြပြအောင်တရုပ်ဆောင်ထားပါတယ်ဘက်ကီအတွက်ဒီဇက်ရုပ်ကတကယ်စိန်ခေါ်မှုပါမင်းသမီးလေးဖြစ်လူရှိသူရှိဟန်ဆောင်ထားတဲ့ဘလူးအဖြစ်နဲ့အသက်ရှင်ကျန်ရစ်ဖို့ကြောက်ရွံ့ထိတ်လန့်နေတဲ့ပုံစံဆိုပြီးဒန်နယ်မကသုံးမျိုးကိုမျက်ဝန်းအမူအရာတစ်ခုတည်းနဲ့ပြပြအောင်ချပြထားပါတယ်တာမန်လူတွေလိုလွတ်လပ်စွာချစ်ခွင့်မရှိဘဲမြင့်မြတ်တဲ့မင်းသမီးလေးကိုချစ်မိသွားတဲ့အခါမူလုံတယောက်ဘလို့စည်းပေါင်တွေကိုရင်ဆိုင်တွေးတောရမလဲဆိုတာဇက်ရှိန်တက်လာဖို့ရှိပါတယ်။ထိုင်းနိုင်ငံရဲ့လှပစမ်းတစ်တဲ့လန်စီရှုခင်းတွေကိုဖော်ထုတ်ဖို့အတွက်ရိုက်ကူးရေးအဖွဲ့ဟာတောတောင်ကျွန်းကမ်းပါးတွေအထိတွားရောက်ခဲ့ပါတယ်။မင်းသမီးနှစ်ဦးစလုံးဟာလည်းနှစ်ပြောသီးကားဟင်းသီးဟင်းရွက်ကားတွေပေါ်ကနေလှေတွေပေါ်အထိပင်ပန်းပန်းဆင်းရဲခံခဲ့ရပြီး free အနေနဲ့တနက်ပစ်ခတ်မှုအပါအဝင် action အခန်းများစွာကိုကိုယ်တိုင်အားသွန်ခွန်စိုက်ရိုက်ကူးခဲ့ပါတယ်။ဇလန်းစပြိုးထားတာတွေပြီးသွားပြီဖြစ်လို့အပိုင်း၄ကစပြီးဇက်ကောင်တွေကျွန်းတကျွန်းပေါ်ရောက်ရှိသွားကမင်းသမီးဟန်ပန်တွေရောကျသွားပါလိမ့်မယ်နှစ်ယောက်သားပုံမနီးကပ်လာပြီးအချစ်ခန်းဒရမာခန်းတွေနဲ့အနေရကြားကရုန်းကန်ရမှုတွေဟာပုံမပြင်းထန်စိတ်လှုပ်ရှားဖို့ကောင်းလာတော့မှာဖြစ်ပါတယ်မင်းသမီးတွေဟာ final cut ကိုပရိသတ်တွေနဲ့အတူစနေနေ့ည8 နာရီခွဲကြာမှတပြိုင်နက်ကြည့်ရတာဖြစ်လို့သူတို့ကိုယ်တိုင်လည်းအယမ်းရင်ခုန်စိတ်လှုပ်ရှားနေကြပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုလည်းပြောပြပေးသွားမှာဖြစ်လို့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်